မျိုးသားတဦးကထမင်းစားပြီးနောက်စပွဲကင်းကိုယူပြီးပါဆက်တုပ်လိုက်သည်ဟေ့လူကြီးမင်းအဲ့ဒါကျမရဲ့စကတ်လေရှင်ဘာလုပ်နေတာလဲမိန်းကလေးရဲ့မိကွန်းကိုအမျိုးသားကလစ်လူရှူပြီးပတ်စံတစ်ထပ်ထုတ်ပေးကနှင်ထုတ်လိုက်တာထို့နောက်ဘာမှမဖြစ်တယ်လို့ပင်အေးအေးဆေးဆေးဆက်လက်တောက်စားနေတာပဲမိန်းကလေးကသူမရဲ့ဂုံတိတ်ခါကိုစော်ကားခံရတယ်လို့ခံစားရပြီးပါရိုက်လိုက်တာအမျိုးသားကချက်ချင်းပင်မန်နေဂျာကိုခေါ်ပြီးသူမကိုအပြင်ထုတ်ခိုင်းလိုက်ပြီးဒါကငါနယ်မြေငါစားတောက်ဆိုင်ပဲဘာမှမတက်နိုင်တဲ့မိန်းကလေးမှာမျက်ရည်တွေနဲ့သာထွက်ခွာသွားရရှာပြီးနောက်ဒါပေမဲ့သူမတိတ်မဝေးခင်မှာပဲရုတ်တရက်မေးလဲသွားခဲ့ပြီးနောက်ဒါကိုမြင်တော့မောက်မာတဲ့အမျိုးသားလည်းလန့်သွားပြီးဆေးရုံကိုအမြန်ပို့ပေးလိုက်ပြီးလမ်းမှာလည်းသူ့ဘာသာမေးလဲတာပါကျွန်တော်နဲ့မဆိုင်ဘူးဟန်ဆောင်နေတာလို့ဆရာဝန်ကိုပြောနေသေးပါဆရာဝန်ကစိတ်ဆိုးမှန်ဆိုးနဲ့သူကကင်ဆာနောက်ဆုံးအဆင့်လူနာပါလို့ပြောလိုက်ပြီးနောက်မှတော့အမျိုးသားလည်းအံ့ဩတုန်လှုပ်သွားပြီးနောင်တတွေရလာခဲ့သည်သူကအမားကိုပြင်ဆင်တဲ့အနေနဲ့ညစာတစ်ခုဝယ်လာပေးခဲ့သည်ဒါပေမဲ့မိန်းကလေးကလက်မခံခဲ့ဘူးသူမရဲ့နောက်ဆုံးဆန္ဒကလှပတဲ့ကာဝင်ဝတ်ပြီးနမဲကြီးဆိုင်မှာညစာစားဖို့ပါဒါပေမဲ့ဒီမျိုးသားကအရာအလုံးကိုဖျက်ဆီးခဲ့တာမို့သူမဘယ်တော့မှခွင့်မလွတ်နိုင်ဘူးအမျိုးသားကတောင်းပန်ပြီးထွက်သွားခဲ့သည်နောက်တစ်နေ့တွင်ဆေးရုံခန်းကိုငှားရမ်းလိုက်ပြီးသူမရဲ့ပျက်စီးသွားတဲ့ညစာလေးကိုအစားထိုးဖို့ပြင်သစ်စားတောက်ဆိုင်လေးဖြစ်ဖန်တီးပေးလိုက်သည်မိန်းကလေးကသူမမျှော်လင့်နေတဲ့ညစာကိုမြင်တော့ငင်းပယ်ခြင်းမပြုခဲ့ပါဘူးသူမကအချက်နှစ်ချက်တောင်းဆိုခဲ့သည်ပထမကခေါင်းဝင်အစ်စ်တတိအမျိုးသားကကြိုတင်ပြင်ဆင်ထားပြီးသားပါဒုတိယကတော့အမျိုးသားကိုသူမနဲ့အတူညစာစားပေးဖို့ပါမိန်းကလေးကောင်ဝင်နီလေးနဲ့ထွက်လာတဲ့အခါအမျိုးသားမှာသူမရဲ့အလှကိုငေးမောသွားခဲ့သည်ဖျောင်းတိုင်မီအောက်မှာမိန်းကလေးကသူမရဲ့နောက်ဆုံးညစာကိုပျော်ပျော်ရွှင်ရွှင်စားတောက်ခဲ့သည်ဆရာဝန်ကနားချိန်တန်ပြီလို့လာသတိပေးတဲ့အခါခွဲခွာရတော့မှကိုသူတို့သိလိုက်ကြသည်မိန်းကလေးကသူမအတွက်လုပ်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ကြောင်းပြောပြီးဖတ်လိုက်သည်နောက်ရက်တွေမှာအမျိုးသားကဝမ်းနဲ့ပူဆွေးနေပြီးသူမကိုပဲလွမ်းဆွနေခဲ့သည်နောက်ဆုံးမှာတော့သူချစ်ကြောင်းဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည်ဒါပေမဲ့မိန်းကလေးရဲ့တက်တန်းက3ရက်တာကျန်မာတော့သည်သူမကအမျိုးသားရဲ့စိတ်ရင်းကိုသိပေမဲ့အတူတူမရှိနိုင်တော့တာကိုဝမ်းနည်းနေခဲ့သည်အမျိုးသားကဆရာဝန်စီသွားပြီးသူမကိုကယ်တင်ဖို့နီလန်းကိုမေးမြန်းခဲ့သည်ပြင်သစ်မှာကုသနိုင်တဲ့နီလန်းရှိပေမဲ့ကုန်ကျစရိတ်များပြီးမိဘတွေရဲ့သဘောတူညီချက်လိုအပ်သည်အမျိုးသားကသူမရဲ့မိသားစုကိုမေးတဲ့အခါဆရာဝန်ကကျမကသူ့မိဘလို့ငိုပြီးပြောလိုက်သည်အမျိုးသားကအရာအလုံးကိုယင်းပြီးသူမကိုကူညီမယ်လို့ကြေညာပေးခဲ့သည်မိန်းကလေးပြန်နိုးလာတဲ့အခါသူမဘေးမှာရှိနေတဲ့အမျိုးသားကိုမြင်လိုက်ရသည်သူမပြင်သစ်မှာခွဲစိတ်မှုအောင်မြင်ခဲ့ပြီးအသက်ပြန်ရှင်ခွင့်ရခဲ့ပါပြီ။သူမကအမျိုးသားရဲ့ဆိုင်မှာညစာပြန်စားခြင်းတယ်လို့ပြောပေမဲ့အမျိုးသားကဆိုင်ကိုရောင်းလိုက်ရပါပြီ။သူ့ရဲ့စီးစိမ်တွေအားလုံးကိုယင်းပြီးသူမရဲ့အသက်ကိုကယ်တင်ခဲ့တာပါ။ကျမမှာစားတောက်ဆိုင်မရှိတော့ပေမဲ့ကျမအတွက်